နှစ်စဉ်နှစ်တိုင်းသာလဝပြုနေကြပါတယ်။သာဝရတဲ့အမြဲတမ်းအတူတူပဲကျေးဇူးရှင်ဆရာသမားတွေကိုတတိယနေပါဟုတ်ကဲ့ပါ။ကျန်းကျန်းမာမာကျန်းကျန်းသာသာနဲ့ဒီကမ္ဘာတိုးတက်အောင်မြင်ကြပါစေ။ဒီရစုနဲ့ပြည့်ပါစေ။မှတ်နှစ်ကို20001900ခုနှစ်ကရောက်တယ်။အလုံး17နှစ်ကြာတယ်ဒါ17နှစ်2000ခုနှစ်မှာပြင်ဆင်သွားတာ2018နှစ်ကပေါ့80နှစ်ပေါ့အဲ့ကလေးကနေပြီးတော့17နှစ်ကြာသွားတယ်ခုနှစ်တန်းမှာအများဆုံးပဲခုနှစ်တန်းမှာတင်ချာရေသိပ္ပံရေနောက်6တန်းကိုတစ်နှစ်ရောက်တယ်အဲ့ဒီမှာတင်ချာတင်ရတယ်တင်ချာတရားမှပဲအများဆုံးကလောက်ရတာအခုလိုမျိုးဟိုဆရာသမားတွေကိုယ့်ရဲ့အတန်းပိုင်းတွေကိုဒီအရွယ်အထိအမှတ်တရသတိတရားရှိနေကြတယ်ဆိုတာပဲအများကြီးကျေးဇူးတင်ပါတယ်ဝန္တာပတိလည်းဖြစ်ရပါတယ်ဟုတ်အဲဒါတို့ဒီကျန်းကျန်းမာမာကျန်းကျန်းနာနာနဲ့လူရင်းသနာတွေတလုံးတစ်ဝါရပြည့်ကြပါစေ